ကြမ်းဖက်စစ်ကောင်စီလက်အောက်အကျဉ်းချနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်တို့2022ခုနှစ်တုန်းကအမှုရင်ဆိုင်နေခဲ့တဲ့တရားခွင်မှာ CCTV မှတ်တမ်းပေါက်ကြားခါ Guardian သတင်းဌာနကနေဖော်ပြခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်အားတဦးတည်းတည်တံ့ထောင်ထဲတွင်ထိန်းသိမ်းထားပြီးပြင်ပလောကနှင့်ဆက်သွယ်ခွင့်ကိုပြင်းထန်စွာထိန်းချုပ်ထားကြောင်းဖော်ပြထားပါတယ်။2022ခုနှစ်ကရိုက်ကူးထားသောဒီဗီဒီယိုတွင်စစ်ဆိုးရပိုင်းတရားရုံးတွင်၌အတူတူတရားစွဲခံရသောသမ္မတကြီးဦးဝင်းမြင့်နှင့်အတူဒေါ်အောင်ဆန်းစုကြည်အားတွေ့ရပါတယ်။ဒီဗီဒီယိုကသူမရဲ့33နှစ်စာထောင်ဒဏ်ပေးခြင်းအတွက်တစိမ့်တစ်ပိုင်းဖြစ်ပါတယ်။ဗီဒီယိုများနှင့်မှတ်တမ်းများကိုစစ်တပ်မှဖျက်သိမ်းသွားသည့်အတွက် People's Embrace အဖွဲ့က The Guardian သို့ပြသခဲ့ခြင်းဖြစ်ပြီးသူမရဲ့ကျန်းမာရေးအခြေအနေအပါအဝင်နေ့စဉ်ဘဝကြုံတွေ့မှုများကိုမိမောင်းထိုးပြနေပြီးတော့သူမရဲ့ကျန်းမာရေးတော်ထိခိုက်နေတယ်လို့လည်းစိုးရိမ်ရင်းနှင်းဖွယ်ရာတွေ့ရပါတယ်။ထောင်တွင်းမှတ်တမ်းများတွင်2024ခုနှစ်ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်းရက်အနည်းငယ်ကိုဖော်ပြထားပြီးနေပြည်တော်ရှိတည်တံ့စွာတည်ဆောက်ထားသောထိန်းသိမ်းခန်းတစ်ခုတွင်သူမနေထိုင်နေရသောနေ့စဉ်ဘဝကိုအသေးစိတ်ဖော်ပြထားပါတယ်။ထိုနေရာတွင်ပြင်ပလောကနှင့်လည်းအပြည့်အဝအဆက်အသွယ်ဖြတ်ထားသည့်အပြင်နိုင်ငံတော်ဝန်ပြန့်နှံ့နေသောအကြမ်းဖက်အဖြစ်အပျက်များမှလည်းသတင်းအမှောင်ချခံထားရကြောင်းဖော်ပြထားပါတယ်။မြန်မာထောင်တွင်းရှိအဖွဲ့နှင့်မဆိုင်သည့်ရင်းမြစ်တဦးက2024ခုနှစ်အစောပိုင်းတွင်ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ဆုံးတွေ့မြင်ခဲ့ပြီးသူမရဲ့အတန်နဲ့လမ်းလျှောက်ပုံကမပြောင်းလဲဘူးလို့ပြောပါတယ်။သူမကစပင်တွင်ပန်းထိုးတာကိုတော့ရက်လိုက်ပြီးလို့လည်းမှတ်ချက်ပေးခဲ့ကြောင်းဖော်ပြထားပါတယ်။ထောင်မှတ်တမ်းများအရဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေပေါ်စိုးရိမ်စရာများရှိပြီးသူမခံယူနေသောဆေးဝါးများအကြောင်းကိုလည်းအသေးစိတ်ဖော်ပြထားတာကိုတွေ့ရပါတယ်။နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပြီးအာဏာသိမ်းမှုကိုစန့်ကျင်သည့်ဆန္ဒပြသူများကိုစေကူတာမှုပေးမှုကြောင့်ထောင်ဒဏ်ခံခဲ့ရသောဆရာဝန်ဦးအောင်ကျော်ကသူမရရှိနေသောစေကူတာမှုကို rudimentary and basic ဟုမှတ်ချက်ပေးခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါဟာယောဂလက္ခဏာတွေကိုပဲကင်တွယ်တာဖြစ်ပြီးယာတိတုပ်ကွေးရင်းမြစ်ကိုမကူတာဘူးဟုသူကဆိုပါတယ်။ထို့ပြင်အာဟာရချို့တဲ့မှုနေအောင်မရခြင်းအပူပိုင်းဒေသရှိမြန်မာပြည်အလဲပိုင်းနယ်မြေ၌ပူပြင်းတဲ့နေရာသည့်အတွင်းရေတက်ချို့တဲ့ခြင်းနှင့်အပူလိုင်းစသည့်အန္တရာယ်များကသူမရဲ့ကျန်းမာရေးကိုဆိုးရွားလာစေနိုင်သည်ဟုလည်းသတိပေးခဲ့ပါတယ်။မှတ်တမ်းများအရသူမအခန်းတွင်အပူချိန်သည်အနည်းဆုံးတစ်ရက်ကိုအပူချိန်31 degree centigrade ထိရောက်ရှိခဲ့တယ်လို့လည်းသိရကြောင်းဖော်ပြထားပါတယ်။သူကထပ်မံ၍ကိုဗစ် TB နှင့်အရေးပြားယောဂများကဲ့သို့သောမြန်မာထောင်များတွင်မကြာခဏဖြစ်တတ်သောယောဂများပေါ်တာမန်ထက်ပို၍ထိခိုက်လွယ်တတ်သူဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။အသက်80နီးပါးရှိပြီဖြစ်သူတဦးကိုတနေရာထဲတည်တံ့ထားခြင်းမိသားစုနှင့်မိတ်ဆွေများနှင့်ဆက်သွယ်ခွင့်ဖြတ်တောက်ထားခြင်းတို့ကသူမ၏ကိုယ်ခံအားနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ်အလွန်ပြင်းထန်သောတက်ရောက်မှုဖြစ်စေနိုင်သည်ဟုလည်းထပ်မံ၍ပြောပါတယ်။ထောင်မှတ်တမ်းများအရသူမ၏နေ့စဉ်ဘဝသည်မနက်4နာရီခွဲတွင်စတင်ကည8နာရီခွဲတွင်ပြီးဆုံးပြီးမနက်တိုင်းတနာရီကျော်တရားထိုင်ခြင်းပြုလုပ်ပြီးညဘက်တွင်လေ့ကျင့်ခန်းအဖြစ်အခန်းတွင်လှည့်လည်လှုပ်ရှားကာတနေ့တာလုံးတွင်ဗုဒ္ဓဂုဏ်တော်များပွားများနေပြီးမေတ္တာပို့ရွတ်ဖက်လေးရှိကြောင်းသိရှိရကြောင်းဖော်ပြထားပါတယ်။မှတ်တမ်းတစ်ခုအတွင်းတွင်သူမရဲ့နေ့လည်စာအဖြစ်ထမင်းနှစ်စွန်းကြက်သား၅လုံးချင်ဟင်းချောကလက်နှစ်တုံးနှင့်နဂမောက်သီးတစ်လုံးဟုမှတ်သားထားကြောင်းဖော်ပြထားပါတယ်။သူမရဲ့နေ့စဉ်အစားအစာများသည့်နနက်စာအတွက်ကြက်ဥကျော်နှလုံးထမင်းအသားသို့မဟုတ်ငါးအနေငယ်နဲ့ညစာအတွက်ဟင်းရည်နဲ့ပေါင်မိုးလို့သိရှိရကြောင်းဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်သည်စစ်ကောင်စီထိန်းချုပ်နေသည့်သတင်းစာများကိုသာရရှိနေပြီး2021မှစ၍တိုင်းပြည်အနှံ့ပြန့်နှံ့နေသောပြည်သူစစ်အခြေအနေများကိုအနည်းငယ်သာသိရှိရကြောင်းကိုလည်း The Guardian News ကနေဖော်ပြထားပါတယ်။သို့သောရင်းမြစ်များအရသူမ၏ဥပဒေရေးရာအဖွဲ့သည်အင်္ဂလိပ်စာအုပ်များနှင့်ပြင်သစ်ဝတ္ထုအချို့ပါဝင်သူမတောင်းဆိုချက်အချို့ကိုဖြည့်ဆည်းနိုင်ခဲ့ပြီးမှတ်တမ်းများအရသူမသည်နေ့စဉ်နာရီများစွာစာဖတ်နေသည်ဟုဖော်ပြထားပါတယ်။သူမ၏သားဖြစ်သောခင်အန်ကသူမနှင့်နောက်ဆုံးဆက်သွယ်မှုမှာ2နှစ်ကျော်အကြာကစာတစ်စောင်ဖြစ်ပြီးမိသားစုရေးရာများအပေါ်အခြေခံထားတယ်လို့ပြောပါတယ်။စစ်တပ်ကအရာအလုံးကိုစစ်စစ်ပြီးဖျက်ချထားနိုင်မယ်ဆိုတာကိုကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့လုံးဝနိုင်ငံရေးအကြောင်းမပြောကြဘူး။
ကျွန်တော်ကသူမကိုကျွန်တော်ရဲ့ကလေးတွေအကြောင်းပဲပြောပြခဲ့ပြီးသူမကျမ်းမာရေးအခြေအနေကိုမေးမြန်းခဲ့တယ်သူမကလည်းကျွန်တော်ကိုစာရေးတဲ့အခါအလားတူပါပဲလို့ခင်ကပြောခဲ့ပါတယ်ပြီးတော့ခင်ကသူမကိုရန်ကုန်အိမ်မှာနေခွင့်ပေးရင်ဆရာဝန်ထောက်ပံ့ရရှိနိုင်ပြီးပြင်ပလောကနဲ့အနှဲငယ်တော့လဲဆက်သွယ်နိုင်မယ်ဆိုရင်အရန်ပြောမယ်လို့ထပ်ပြောပါသေးတယ်အာနာသိမ့်ပြီးနောက်စစ်တပ်ကအဲ့ဒီအိမ်ကိုလေလံတင်ရောင်းချဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး2022ခုနှစ်ဇွန်လတွင်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက်တပ်ပုံပါသောကိတ်မုတ်တစ်လုံးကိုဥပဒေရေးရာအဖွဲ့ကမှာယူခဲ့ကြောင်းနိဆက်သည့်ရင်းမြစ်တဦးကပြောဆိုခဲ့ပါတယ်။တရားရုံးမှာလာရောက်ခဲ့သည့်နေ့တွင်လူအနှဲငယ်ဖြင့်မွေးနေ့ခမ်းနားကိုကျင်းပခဲ့ပြီးတရားရုံးဝန်ထမ်းများလုံခြုံရေးဝန်ထမ်းများနှင့်အတူကိတ်မုတ်ကိုမျှဝေခဲ့တယ်လို့သိရကြောင်းThe Guardian ကနေဖော်ပြထားပါတယ်။